မင်းကလေးသည်အသက်ကြီးသောမင်းသားတစ်ပါးနှင့်အတင်းအကျပ်လက်ထပ်ထိမ်းများခံခဲ့ရသည်မင်္ဂလာဆောင်သို့သွားရလမ်းတွင်ပြင်းထန်သောလေပြင်းတစ်ခုတိုက်ခတ်လာပြီးအစီကံများအားလုံးမြေပေါ်သို့လဲကျကုန်ကြသည်သူတို့ကမင်္ဂလာထမ်းစဉ်ကိုအလျင်အမြန်လိုက်ပို့ခဲ့ကြသည်ထမ်းစဉ်နှစ်ခုကိုစန့်ကျင်ဘက်အရက်များသို့လွှဲပြောင်းပို့ဆောင်ထားကြောင်းမသိခဲ့ကြပါစစ်သူကြီးကသူတို့သမီး၏မျက်နှာဖုံးကိုလှမ်းလိုက်သောအခါသူမ၏ရုပ်ရည်ကြောင့်ထိတ်လန့်သွားခဲ့သည်သို့သောမိန်းကလေးကမောင်မတဦး၏နှုတ်ဆက်ပုံအတိုင်းပြုမှုခဲ့ရာသူကရှုပ်ထွေးအံ့ဩသွားခဲ့သည်ထိုအချိန်တွင်အဆောင်တဦးကသူတို့သမီးထမ်းစဉ်မှားယွင်းစွာလဲလှယ်သွားကြောင်းသတင်းပို့ခဲ့သည်မိန်းကလေးသည်ချက်ချင်းစိုးရိမ်ပူပန်သွားခဲ့သည်ဤအခြေအနေကိုမြင်သောအခါစစ်သူကြီးကမင်းသားထံစကားပို့ပြီးဖြစ်ကြောင်းပြောကာသူမကိုစိတ်ချစေခဲ့သည်ထို့နောက်သူကသူမအားလက်ဖက်ရည်တစ်ခွက်ကမ်းပေးခဲ့သည်သို့သောမိန်းကလေးကပြင်းကိုလှမ်းယူလိုက်စဉ်သူမ၏လက်ကောက်ဝတ်ပေါ်ရှိဒဏ်ရာကိုသူတတိထားမိသွားသည်ထိုအကြောင်းကိုမေးမြန်းလိုတော့လဲသူမကချက်ချင်းပင်သူမ၏လက်ကိုဖွက်လိုက်သည်စစ်သူကြီးကအလျင်အမြန်တောင်းပန်ခဲ့သည်မကြာမီတွင်အဆောင်ကပြန်လာပြီးမင်းသားကလက်ထပ်ထိမ်းများခြင်းကိုပြီးမြောက်စေခဲ့ပြီးဖြစ်သောကြောင့်သူတို့သမီးကိုပြန်မပို့နိုင်ကြောင်းသတင်းပို့ခဲ့သည်ထို့အပြင်မိန်းကလေး၏မိသားစုသည်ဤအကြောင်းကိုသိရှိသောအခါသူမနှင့်ချက်ချင်းအဆက်အသွယ်ဖြတ်တောက်လိုက်ကြောင်းသိရသည်ဤအကြောင်းကိုကြားသောအခါမိန်းကလေးသည်လုံးဝစိတ်ပြတ်အားငယ်သွားခဲ့သည်အမှန်မှာသူမသည်မူမတ်မျိုးနွယ်၏သမီးဖြစ်တော်လဲသူမ၏မိထွေးကငယ်စဉ်ကတည်းကသူမကိုဆိုးဆိုးရွားရွားဆက်ဆံခဲ့သည်သူမ၏ဖခင်သည်လည်းသူမကိုတခါမှဂရုမစိုက်ခဲ့အာနာကိုစိတ်အားထက်သန်သောကြောင့်သူမကိုမင်းသား၏မောင်မအဖြစ်ပင်ကမ်းလှမ်းခဲ့သည်တစ်ချိန်တည်းမှာပင်စစ်သူကြီးကမိန်းကလေးသည်မင်းသားနှင့်လက်ထပ်ခွင့်မရ၍စိတ်မကောင်းဖြစ်နေသည်ဟုမှားယွင်းစွာထင်မြင်လိုက်သည်သူကသူမသည်ပိုကောင်းသောသူနှင့်တွေ့ဆုံရန်ထိုက်တန်ကြောင်းပြောကာနှစ်သိမ့်ပေးခဲ့သည်သို့သောသူ၏အဆောင်ကသူမကိုခမည်းရဲ့ဇနီးအဖြစ်တိုက်ရိုက်ဘာလို့မထားလိုက်တာလဲဟုမေးခဲ့သည်ဤအကြောင်းကိုကြားသောအခါစစ်သူကြီးသည်အဆောင်ကိုပြန်လွှတ်လိုက်သည်သူကသူ၏မိသားစုသည်သူမနှင့်ထိုက်တန်လောက်အောင်ချမ်းသာကြွယ်ဝခြင်းမရှိကြောင်းရှင်းပြခဲ့သည်ထို့နောက်သူကသူမ၏မိသားစုနှင့်တွားရောက်စကားပြောရန်ဆုံးဖြတ်လိုက်သည်သို့သောမိန်းကလေးကသူ့ကိုလက်ထပ်ဖို့ဆန္ဒရှိကြောင်းပြောကာတားဆီးခဲ့သည်စစ်သူကြီးသည်ချက်ချင်းပင်သူမရှိတွင်ဒူးထောက်လိုက်ပြီးနောက်မရဘူးလားဟုမေးမြန်းခဲ့သည်သူမကစိတ်ပြတ်အားငယ်မှုကြောင့်ဟန်ဆောင်နေခြင်းကိုသူစိုးရိမ်ခဲ့တော်လဲမိန်းကလေးကနမ်းရှိုက်ခြင်းဖြင့်သူ့ကိုအဖြေပေးခဲ့သည်ထိုအချိန်တွင်မင်းသမီး၏အိမ်တော်ထိန်းသည်စစ်သူကြီး၏အိမ်ဝင်းအတွင်းသို့အတင်းဝင်ရောက်လာခဲ့သည်သူကမောင်မကိုပြန်ပေးရန်တောင်းဆိုပြီးမိန်းကလေး၏အလုတ်ကျွေးခံစာချုပ်စာတမ်းများကိုပြသခဲ့သည်နောက်တစ်ခဏမှပဲလှမ်းတစ်ချောင်းပြစ်ထွက်လာပြီးအိမ်တော်ထိန်းကိုထိမှန်သွားခဲ့သည်စစ်သူကြီးသည်ဒေါသတကြီးထွက်လာပြီးမိန်းကလေးသည်သူ့၏ဇနီးဖြစ်နေပြီဖြစ်ကြောင်းကြေညာလိုက်သည်မည်သူမဆိုသူမကိုစော်ကားဝန်းပါကတက်ပြည့်ရန်ဝင်လေးနေမည်မဟုတ်ဟုပြောခဲ့သည်ကြောက်လန့်တကြားဖြစ်သွားသည့်အိမ်တော်ထိန်းသည်ခွင့်လွှတ်ပေးရန်တောင်းပန်ပြီးထွက်ပြေးသွားခဲ့သည်အဆောင်ကအလုတ်ကျွေးခံစာချုပ်စာတမ်းများကိုကောက်ယူလိုက်ပြီးမိန်းကလေး၏စိတ်နှလုံးမရှိသောမိသားစုအပေါ်ဒေါသကိုမထိန်နိုင်ခဲ့ပေထိုအခါမှစစ်သူကြီးကသူမ၏ဒဏ်ရာများသည်သူမ၏ကိုယ်ပိုင်မိသားစုကြောင့်ဖြစ်ရခြင်းကိုသိရှိသွားသည်သူကပူနွေးသောဟင်းချိုတပကံကိုသူတို့သားအိတ်ခမ်းစီသို့တည်သွားခဲ့သည်ဤအရာကိုမြင်သောအခါမိန်းကလေးသည်သူ့ကိုဝန်ဆောင်မှုပေးရန်အလိုလျောက်မတက်ရက်လိုက်တော့လဲစစ်သူကြီးကသူမမီးလောင်သွားမည်ကိုစိုးရိမ်၍ဖယ်ရှားလိုက်သည်သူကအာဟာရဖြစ်စေသောဟင်းချိုကိုသူမအတွက်တီးတန့်ပြင်ဆင်ထားကြောင်းရှင်းပြပြီးပကံလုံးတစ်လုံးကိုခတ်ကာသူမအားကမ်းပေးခဲ့သည်ဤအရာကမိန်းကလေးကိုနာကျင်ဖွယ်အမှတ်ရစရာတစ်ခုကိုတတိယစေခဲ့သည်သူမ၏မိထွေးသည်အမြဲတမ်းရေဖြည့်ထားသောပကံလုံးကိုကင်ထားခိုင်းကအပြစ်ပေးသည့်အနေဖြင့်မတ်တက်ရက်ခိုင်းလေးရှိသည်သူမရာသီလာ၍နာကျင်နေသည့်တိုင်အနားယူခွင့်လုံးဝမပြုခဲ့ပေအစေခံမလေးကအမျိုးသမီးတဦးလက်ထပ်ပြီးသည်နှင့်သူမ၏ဘဝသည်ခင်ပွန်းကိုပြုစုစောင့်ရှောက်ရန်သာဖြစ်လာကြောင်းနှင့်ရာသီလာခြင်းကဲ့သို့သောအရာများကြောင့်ရပ်တန့်သွားမည်မဟုတ်ကြောင်းပြောပြခဲ့ဘူးသည်ဤအရာကိုတွေးမိသောအခါမိန်းကလေးသည်မျက်ရည်များကိုမထိန်နိုင်တော့ပေထိုကဲ့သို့သောကျင်နာတတ်သည့်ခင်ပွန်းကိုတွေးဆုံရခြင်းအတွက်သူမကံကောင်းကြောင်းခံစားခဲ့ရသည်